ခြေဒီနေ့ရှင်းပြပေးမှာတော့တေကျိုးတက်ဘောင်းမီချုပ်စာအပါပေါ့နော်လာကိုရှင်းပြပေးမယ်နံပါတ်နှစ်ချက်သိရမလဲဆိုတော့၄ချက်သိရမယ်နံပါတ်1ကခါပတ်လဲအတိုင်းသိရမယ်နံပါတ်2ကကြတော့တင်ပေါ့တင်ပတ်လဲနော်ပြီးရင်နံပါတ်3ကကြတော့ကွာအကြပြီးနံပါတ်4ကကြတော့အရှိနော်အဲဆိုခါပတ်လဲဆိုရင်ချိန်တို့ခါပတ်လဲကိုကတိုင်းထားမယ်ဘာလို့တိုင်းထားတာလဲဆိုတော့တေကျိုးတိုင်းတဲ့အခါမှာဆိုရင်တေကျိုးကိုခါပတ်လဲထဲကနေပြီးတော့2လက်မနှုတ်ဒါတေကျိုးအတိုင်းယူပြီးသိအောင်လို့ပြီးရင်တင်ပတ်လဲတိုင်းထားမယ်တင်ပတ်လဲဆိုရင်တင်ကို4နဲ့စားတင်ကို4နဲ့စားမယ်ပြီးရင်ပုံမှန်ပွားစာပေါင်းတာကခြေတို့က4လက်မပေါင်းတယ်ပုံမှန်ပွားစာဒါကပွားစာနော်4လက်မပေါင်းလို့လည်းရတယ်ဒီ4လက်မပေါင်းတာကပုံမှန်နည်းနည်းဝါလို့ရှိရင်ပွားစာများလို့ရှိရင်ဘယ်လောက်ပေါင်းလို့ရလဲဆိုတော့4ခွဲရတယ်ပြီးလို့ရှိရင်5လက်မရတယ်5ခွဲပေါင်းလို့ရတယ်ဒါကကိုစိတ်ကြိုက်ပေါင်းလို့ရတယ်နော်ဒါဆိုရင်တင်ကို4နဲ့စားမယ်ပွားစာ4လက်မပေါင်းမယ်ပြီးလို့ရှိရင်ကွာအကြတော့ခြေတို့ကတိုင်းခဏကိုကနေပြီးတော့ကွာအကြကိုအတိအကျတိုင်းယူလဲရတယ်ခြေကအခုကဒါမတိုင်းတော့ဘဲနဲ့တင်ကနေပြီးတော့ပဲယူမှာဟာလားဆိုရင်ကွာကြလို့ချင်းခြေတို့တိုင်းထားတဲ့တင်ပတ်လက်ကိုဘယ်လောက်နဲ့စား3နဲ့စားမယ်ပြီးရင်3လက်မနဲ့40ပေါင်းတယ်ခြေကဒီမှာ3လက်မနဲ့40ဆိုတာကွာကိုနည်းနည်းပို့ချခြင်းတဲ့အတွက်40လေးပို့ယူထားတယ်3လက်မနဲ့40နော်ပြီးလို့ရှိရင်အရှိကကြတော့ကိုတိုင်းထားတဲ့အရှိကိုဘယ်လောက်နဲ့ပေါင်းလဲဆိုတော့3လက်မနဲ့ပေါင်းမယ်3လက်မနဲ့ပေါင်းလဲဆိုတာကအဲ့ဒီမှာပါသွားလဲဆိုတော့ညှော်ကြိုးစာတေကျိုးပေါ့နော်ပြောမယ်ဆိုညှော်ကြိုးက1လက်မနဲ့40ပါမယ်ပြီးလို့ရှိရင်အောက်ခောက်စာက1လက်မနဲ့401လက်မနဲ့40ပြီးလို့ရှိရင်အလားမှဒါတွက်နီးပေါ့ပြီးတေကျိုးအတိုင်းယူမယ်တေကျိုးအတိုင်းယူလေးရကြတော့အခြေကခုနပြောထားတဲ့နံပါတ်1မှာခါပတ်လဲကိုခြေကဘာလုပ်လိုက်လဲဆိုတော့2လက်မနှုတ်ပေးလိုက်တယ်နော်ဒါဆိုရင်ဒါကဘာဖြစ်သွားလဲဆိုတော့တေကျိုးနောက်ဆုံးမှာတေကျိုးတိုင်းယူမယ်ဆိုရင်ခါပတ်လဲကို2လက်မနှုတ်လိုက်အဲ့ဒါဆိုရင်တေကျိုးအတိုင်းကထွက်လာနိုင်တယ်နော်အဲ့ဆိုခြေတွက်ပြမယ်ခြေကိုတိုင်းပေါ့ကိုတိုင်းတွက်ပြမယ်နော်ခါပတ်လဲခြေကိုတိုင်းရခါပတ်လဲခြေကဘယ်လောက်လဲဆိုတော့ကြည့်လာမယ်ခြေရခါပတ်လဲက24လက်မနော်နံပါတ်2ကတင်ပတ်လဲကဘယ်လောက်ရှိလဲဆိုတော့တင်ပတ်လဲက34ပဲထား34ဆိုတော့34ကို4နဲ့စားအပေါင်း4လက်မ34ကို4နဲ့စားအပေါင်း4လက်မဆိုတော့12.5ပေါ့ဒါဆိုတော့လက်မနည်းနဲ့ဆိုတော့4ပေါ့12ခွဲတင်က12ခွဲပြီးနံပါတ်3ကကြတော့ကွာကြခြေကမတက်ကိုတိုင်းမယူတော့ဘဲနဲ့တင်ကနေပြီးတော့လာရှာမယ်တင်ကဘယ်လောက်လဲဆိုတော့34ကို3နဲ့စားတယ်ပြီးလို့ရှိရင်3လက်မနဲ့40ပေါ့ဒါအတော်ပဲကွာအကြလေးရတယ်34ကို3နဲ့စားတယ်17.3အပေါင်း3.4 14.7ဆိုတော့14.7တစ်စိမ့်လျှော့ပြီးတော့14.6ဒါကွာအကြနော်ခြေကနည်းနည်းကြတာကွာကြတာကိုကြိုက်တဲ့အတွက်3လက်မနဲ့40ပေါင်းလာတယ်အမှတေကျိုးတက်စားတော့ကွာအကြအောင်တစ်ခါတည်းပါပြီးသားနံပါတ်4ကအရှိခြေရဲ့အရှိကဘယ်လောက်လဲဆိုတော့39အရှိက3လက်မပေါင်းတယ်ဘယ်လောက်ဖြစ်သွားလဲဆိုတော့40ဒါတွက်
ပွားစာပါထည့်ပေါင်းထားပြီးသားနော်ပွားစာပါပေါင်းထားပြီးသား